ဒီကိစ္စဖေလို့မယ်လို့ထင်တယ်လို့နိုင်ငံရေးလိနဲ့ဖြည့်ရှင်းလို့မရဘူးလက်နဲ့ကန်ပြီးတော်လာမှကိုရမှာတခြားနည်းလိုက်ရွေးစရာမရှိဘူးဖေရဇေယမင်းစိတ်ကိုအေးထားသမှာကွာဒီကိစ္စမျိုးဆိုတာသွေးစုပြီးထလို့ရတဲ့ရမဟုတ်ဘူးလက်နဲ့ကန်ပြီးတော်လန်နေဆိုတာအကျန်းဖတ်ဖို့လမ်းစာပဲအကျန်းဖတ်တာပဲဖြစ်ဘာပဲဖြစ်ဗျာလက်နဲ့ကန်ပြီးပြန်ချမှရမှာလက်နဲ့ကန်ပြီးချမယ်ဆိုရင်ကြားရတဲ့ပြည်သူတွေနစ်နာအောင်ပြီးတော့ငါတို့ရွာအေးချမ်းလေးဖြစ်နေတယ်ဆိုတာလေမင်းထည့်စင်းစားအောင်အခုဒီချိန်မှာခင်ဗျသွေးကြောင်နေလို့မရဘူးအသက်မှာတစ်ခါပဲတည်ရမှာမျိုးထွတ်တို့ဆိုတော်တဲ့ကိုသွားဖို့ပြင်ဆင်နေကြပြီကျွန်တော်လည်းလိုက်သွားတော့မယ်ဗျာ哦，大把都来多嘛嘞，ဒီကိစ္စအမေလုံးဝခွင့်မပြုနိုင်ဘူးဒါဆုံးဖြတ်ပြီးပြီမေတော်ရဲကနေပဲတော်လန်ရေးလုပ်တော့မယ်အသွားဖေတို့နိုင်ငံမှာသွေးကြောင်စီခဲ့ရတာအကျင့်ချင်းပဲအမှန်တရားကိုမရှာဘဲနဲ့ငုံတရားနဲ့တုံ့ပြန်နေသူဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးအမုန်းတန်တရားလဲနေဦးမှာပဲဒီကိစ္စမျိုးဆိုတာအချိန်အတိုင်းတာတစ်ခုစောင့်စားပြီးဆွေးနွေးဖြေရှင်းရမယ့်ကိစ္စအဖေတို့တွေဆွေးနွေးဖြေရှားနေကြတာလေယနေ့ချိန်တောင်ပြီးလို့လားမပြီးလို့တောင်းလက်ထက်တောင်ရောက်လာနေထပ်ဆွေးနွေးစရာလိုသေးလို့လားဖေစိတ်ထဲမှာမခံမရနိုင်ဖြစ်နေရတော့အမှန်ပဲတိုင်းပြည်အတွက်တကယ်လို့အပ်နေတဲ့အချိန်မှာတက်စွမ်းတဲ့ရွေးကိုလုတ်ပစ်လိုက်စမ်းပါငါနဲ့ကိုထောက်ခံတယ်ငါမောင်မျိုးထုတ်ကိုလည်းလက်နှက်ကင်လမ်းစင်လိုက်ဖို့ငါပြောလိုက်ပြီကောင်းတယ်ဇေယမင်းကအကိုတယောက်နေနဲ့တခုတော့ပြောစမ်းဒီကိစ္စတစောက်ကံပြီးစိတ်ထင်ရဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးအဖေပြောသလိုခေါင်းအေးထားပြီးတော့အချိန်တွေတခုစောင့်ကြည့်ရမှာထင်ရမဆိုင်စမ်းမှလည်းငါညီတယ်ပြောနေနေတော့စီရငါတို့ဘာသာငါတို့မျိုးထွန်းနဲ့သွားပြီးတိုင်ပင်ကြမယ်အကောင်းတယ်လူကြီးတွေကဘယ်လိုပဲရှင်းပြငါတို့ခံစားချက်ကိုနားလည်မှာမဟုတ်ဘူးလာသွားမယ်အကုန်လုံးဒီတိုင်းပဲကြည့်နေလို့မရတော့ဘူးစီရဲ့ငါတို့ကလူကိုယ်တိုင်မပါဝင်နိုင်ဘူးဆိုပေမဲ့တက်နိုင်တဲ့ဘက်ကပါဝင်ရမှာပဲမင်းရောဒီတိုင်းပဲနေရမှာလားငါတို့ကလုံးတင်တယ်လို့မှအမြန်အနိုင်ရမှာတကယ်ကြီးမင်းသိပြီးတွေ့ဝင်နေလို့မရဘူးအေးကွာငါလည်းအိမ်ကလူကြီးတွေကိုပြောနေတာပဲအိမ်ကလူကြီးတွေကအလောတကြီးမလုပ်ပါနဲ့ဘူးခဏစောင့်ကြည့်ပါအောင်ဆိုလို့ငါလည်းဒီတိုင်းငြင်းနေရတာငါတို့ပြမယ်စီရလူကြီးတွေကတော့ရွှေပြည်တရားဟောနေမှာပဲရငါတို့ဘက်ကသာလေအပြက်ဖြစ်ကမှာပေါ့တကယ်လို့မင်းတော်ရဲဝင်မယ်ဆိုငါ့ကိုပြောကွာငါလည်းတော်လန်ရေးထဲမှာတစ်ဖက်တအားပါဝင်နေနေမင်းတို့ရဲ့ပတ်စံငါထုတ်ပေးမယ်တကယ်ချင်းအေးပါကွာလူကငါပြောမရအောင်အေးတကယ်ချင်းဒါနဲ့လေရွာထဲမှာဗာစင်းတူးသေးတယ်အကယ်၍များသူတို့တစ်ခုခုကြံစီနေရမျိုးစီစီနေရမျိုးရှိရင်ငါ့ကိုပြောပါနော်ငါလည်းအလုပ်ဝင်ရတော့မှမို့လို့ပြီးမင်းကိုပြန်ခေါ်လိုက်မယ်အေးပါကွာသူကြရင်ငါမျိုးကိုစားဖို့ထားလိုက်မေးရအေးတကယ်ချင်းနောက်မှတွေ့မယ်ကွာဒါပဲတော့ရအောင်ဟဲ့မင်းကဘာဖြစ်နေရလဲဘာမှစိုးရိမ်နေကြမလို့လေကွာကိုကငါတို့ဒုက္ခတော့လုပ်တာပဲအေးပါကွာငါလည်းရွာနဲ့ခွဲရမှာဆိုတော့နည်းနည်းဖိဖြစ်သွားတာပါဒီချိန်မှာငါရွာနဲ့ငါခန်းစားချက်တဲ့ဆိုင်တော်လိုင်းကပုံရွေးကြည့်ပါလေအာရွာနဲ့ခွဲရတယ်ခဏပါကွာဘယ်တော့နိုင်ပြီဆိုလို့ရှိရင်လေအိမ်ကိုခေါင်းပေါ်ပြီးတော့ပြန်လာလို့ရတာပဲဘိုးတော်အားလုံးစီပြီးပါမှာကွာမင်းဒါနဲ့တေချာတော့ချိန်ထားရနော်အာစိတ်ချငါတေချာချိန်ထားတယ်ငါ့ကိုယူစမ်းပါလာချင်းသွားကြအခုထွက်သွားတာဆေးရတယောက်တည်းမဟုတ်ပါဘူးမောင်လေးမျိုးထွက်လဲပါရဲဆိုတော့အခေါ်တော့ရပါတယ်အဖေပါစိတ်မချနိုင်ပါဘူးအဆက်တော်ရတယ်ဆိုရင်ချုံမော်ပြီးတော့ရောက်တဲ့နေရာပြန်လာဖို့ခေါ်ရမှာပဲလေဟိုအဲ့လိုစူတင်းပြန်ခေါ်လို့တော့ဘယ်ဖြစ်မလဲဒေါ်လေးရဲ့သူတို့ခံယူချက်နဲ့သူတို့ဆုံးဖြတ်ပြီးထွက်သွားကြတာအဲ့ဒါကိုလွယ်လွယ်နဲ့တော့ပြန်ခေါ်လို့ရမှာမဟုတ်ဘူးဒေါ်လေးနေရမောင်လေးပါသွားတာငါတို့ကမိဘမတူဘူး
မိဘဆိုတာကိုယ်သားသမီးလမ်းမရောက်မှာထိကြိုက်ဆုံးရှုံးမှာမလိုချင်ကြဘူး